မင်္ဂလာပါရှင်2026ခုနှစ်ဇွန်လ6ရက်နေ့ရဲ့မွန်တဲ12နာရီအချိန်လေးနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီမှာကတော့စူစီပါဒီကနေ့မှာထူးထူးခြားနားဆင်ကြရမယ့်သတင်းတွေကတော့လာဝကဒူဝင်ကြီးဒေါက်တာခေါခိုင်စိုးကမင်းအောင်လှိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာပါတယ်။အကြံဖတ်စစ်တပ်အတွင်းအရာရှိရာထူးတိုးဖို့အတွက်စစ်သားစုဆောင်ရေးကိုစီယုံရေးရေးချင်းဖြင့်အကြံဖတ်ရဲဝင်ဦးကတရားဝင်သတ်မှတ်လိုက်တယ်လို့သိရပါတယ်။ပေါင်မြို့နယ်ကိုကိုစုကြီးရမှာလက်နက်မချပဲထွက်ပြေးတဲ့ပြူစောထီ80ကျော်ကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးရမိလိုက်ပါတယ်။မြန်မာရေးအတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီကတရားမှုကင်းမဲ့တဲ့အဖွဲ့အစည်းဖြစ်နေပြီးမြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုမျက်ကွယ်ပြုခဲ့ကြောင်းတာမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂညီလာခံမှာတရားဝင်ဝေဖန်လိုက်ပါတယ်။နိုင်ငံ area ထက်ဝတစ်တော်ဖုံးလန်းစီရမယ်လို့စစ်ကောင်းဆောင်ကြွေးကြော်လိုက်ပါတယ်။ထိုင်းနိုင်ငံဖူးခက်မြို့မှာရှိတဲ့အလုသမားတန်ရာမီလောင်ကျွမ်းမှုကြောင့်မြန်မာအလုသား380ကျော်စာရွက်စာတမ်းနဲ့ပစ္စည်းတွေဆုံးရှုံးကဒုက္ခရောက်နေပြီးအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။နျူကလ িয়ার လက်နက်တပ်ဆင်နိုင်တဲ့ဆိုရဲဖြတ်တင်မောအသက်ကိုကင်ဂျုံအားစစ်ဆေးကြည့်ရှုခဲ့တယ်လို့သိရပါတယ်။ဒီသတင်းတွေနဲ့ဒီကနေ့ရဲ့မွန်တဲ12နိုင်အချိန်ဒီနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ဒီကနေ့ရဲ့ပထမဆုံးနားဆင်ရမယ့်သတင်းကတော့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနလာဝကဒုတိယဝန်ကြီးဒေါက်တာခခိုင်စိုးဟာမင်းအောင်လှိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်အသစ်ခန့်အပ်ခံလိုက်ရတယ်လို့သိရပါတယ်။သူကိုပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ်ကြောင်းနိုင်ငံတော်အဆင့်တရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသေးပေမဲ့အိန္ဒိယနိုင်ငံခရီးစဉ်ကနေမင်းအောင်လှိုင်ပြန်လည်ရောက်ရှိလာတဲ့ဇွန်လ3ရက်နေ့ကနေပြည်တော်လေဆိပ်မှာသတင်းမီဒီယာတွေနဲ့ပထမဆုံးအကြိမ်တွေ့ဆုံကမင်းအောင်လှိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်ဖြေကြားမှုတချို့ပြုလုပ်ခဲ့ပါတယ်။အရင်ကအဲ့ဒီပြောရေးဆိုခွင့်ရှိသူနေရာကိုဇော်မင်းထွန်းကတာဝန်ယူခဲ့ပေမဲ့ပြီးခဲ့တဲ့မတ်လ25ရက်နေ့မှာစစ်ကောင်ဆောင်ရဲ့ကြောရိုးခွဲစိတ်ကုသမှုသတင်းထုတ်ပြန်ပြီးနောက်ပိုင်းလူမြေကွင်းကနေပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းစိတ်သက်စစ်စီရင်ညွှန်ကြားရေးမှုဗိုလ်မှူးချုပ်ရဲအောင်ကိုတာဝန်ပေးခဲ့ပေမဲ့အပြည့်အဝသတင်းထုတ်ပြန်ခွင့်မရဘဲရှိနေစဉ်အခုအခါသမိုင်းတလျှောက်ပထမဆုံးအမျိုးသမီးပြောရေးဆိုခွင့်ရှိသူဖြစ်ဒေါက်တာခခိုင်စိုးကိုလွှဲပြောင်းခန့်အပ်လိုက်တာဖြစ်ပါတယ်။ဒေါက်တာခခိုင်စိုးဟာထိုင်းနိုင်ငံမဟီဒေါ University ကနေလူဦးရေဗေဒ Demography ဘာသာရပ်နဲ့2009ခုနှစ်မှာပါရဂူဘွဲ့ PhD ရရှိခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။သမ္မတဦးသိန်းစိန်အစိုးရလက်ထက်2024ခုနှစ်လူဦးရေနဲ့အကြောင်းအရာတကောင်စရင်ကောက်ယူရေးလုပ်ငန်းစဉ်တွေမှာပြည်သူ့အင်အားဦးစီးဌာနညွှန်ကြားရေးမှူးဖြစ်ဦးဆောင်ပါဝင်ခဲ့တဲ့တကောင်စရင်ကျွမ်းကျင်သူတူလည်းဖြစ်ပါတယ်။အဲဒီနောက်ပြည်သူ့အင်အားဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိအစိုးရလက်ထက်မှာလာဝကဒုတိယဝန်ကြီးဖြစ်လာခဲ့ပါတယ်။နိုင်ငံရေးလေလာစောင့်ကြည့်သူတွေကတော့အခုလိုအမျိုးသမီးအရာရှိတူကိုပြောရေးဆိုခွင့်ရှိသူအဖြစ်ပြောင်းလဲခန့်အပ်လိုက်တာဟာရှေ့တန်းမှာဝေဖန်ရှုတ်ချမှုတွေကြုံတွေ့နေရတဲ့အကြံဖတ်စစ်ကောင်စီရဲ့ပြန်ကြားရေးကဏ္ဍပုံရိပ်ကိုပြုပြင်မှုကြိုးပမ်းမှုတရဖြစ်နိုင်တယ်လို့ရှုမြင်သုံးသပ်ကြပါတယ်။လက်ရှိမှာနိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ဘေးရှောင်ပြည်သူတွေဒုက္ခကြုံတွေ့နေရဆဲဖြစ်ရာတော်လိုင်းအင်အားစုတွေနဲ့နှိစက်သူတွေကတော့အခုပြန်ကြားရေးရန်တရားတည့်ရဲ့ပြောဆိုချက်တွေဟာမြေပြင်အခြေအနေမှန်ကိုဖုံးကွယ်ဖို့ကြိုးပမ်းမှုတွေသာဖြစ်လာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့တော်လိုင်းရေးသတင်းအချက်အလက်တွေကိုသာပုံမအလေးထားစောင့်ကြည့်ဖို့တိုက်တွန်းထားကြပါရရှင်။ဆလနာစီယမသတင်းကတော့အကြမ်းဖက်စစ်တပ်အတွင်းအရာရှိရာထူးတိုးဖို့အတွက်စစ်သားစုဆောင်ရေးကိုစီယုံရေးအရေးချင်းကြီးအဖြစ်အကြမ်းဖက်တချို့တဲ့ရဝင်ဦးကတရားဝင်သတ်မှတ်လိုက်တယ်လို့စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါတယ်။ရဝန်ကမတ်လ30ရက်နေ့ကစတင်ပြီးစစ်တပ်ကာကွယ်ဦးစီးချုပ်ရာထူးကိုရယူပြီးတဲ့နောက်အကြံဖတ်စစ်တပ်အတွင်းအရာရှိအဆင့်ဆင့်ရာထူးတိုးပေးရမှာစစ်သားစုဆောင်းနိုင်မှုကိုစီယုံရေးအရေးအချင်းဖြစ်တရားဝင်သတ်မှတ်အကဲခတ်မှုတွေလှုပ်ဆောင်မှုညွှန်ကြားလာတာဖြစ်တယ်လို့သိရပါတယ်။ဒုဗိုလ်ကြီးဗိုလ်မှူးကစလို့ရာထူးအဆင့်ဆင့်တက်ဖို့အတွက်စစ်သားစုဆောင်းရေးဘလောက်လုပ်နိုင်လဲဆိုတာကိုစီယုံရေးအရေးအချင်းတရားအဖြစ်ထည့်သွင်းသုံးသပ်မယ်။ရာထူးတိုးမှာရိုးဘွဲတွေမဟုတ်ပဲမဟာဘွဲတွေကိုပါရာထူးတိုးလိုအပ်ချက်အဖြစ်တရားဝင်သတ်မှတ်တာတွေရှိလာတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကခုလိုပဲပြောထားပါတယ်။အကြံဖတ်စစ်တပ်ရဲ့ရာထူးတိုးအရေးချင်းသတ်မှတ်ချက်မှာစစ်သားစုဆောင်ရေးကိုပါထည့်သွင်းလာတာကြောင့်လက်ရှိပြင်ပမှာစစ်မှုထမ်းတပ်သားရရှိရေးပေါ်တာဆွဲဖမ်းဆီးလူစားထိုးရောင်းချခြင်းစည်းကွက်ကိုပုံမဆွေးရလာစီမယ်လို့တပ်သတင်းရင်းမြစ်ကပြောပါတယ်။အခုတောင်လစဉ်စစ်မှုထမ်းတွေမရလို့အပြင်မှာပေါ်တာဆွဲတာတွေဆိုးရွားနေတာအခုအရာရှိရာထူးတိုးသတ်မှတ်ချက်မှာစစ်သားစုဆောင်ရေးကိုတရားဝင်ထည့်လိုက်တော့ပိုဆိုးကုန်မဲ့အခြေအနေရှိတယ်လို့တပ်သတင်းရင်းမြစ်ကရှင်းပြပါတယ်။
ဒါအပြင်အကြံဖတ်စစ်တပ်အတွင်းအထက်အောက်ဆက်ဆံရေးကိုဖျောက်ဖျက်ပြီးရဲဘော်ရဲဘက်ပုံစံနဲ့အကြံဖတ်စစ်တပ်ကိုပြုပြင်ပြောင်းလဲဖို့ဆိုတဲ့ညွှန်ကြားချက်တွေကိုတပ်ချုပ်သည့်ရဲဝင်ဦးကထုတ်ပြန်လာတယ်လို့သိရပါတယ်။အထက်အောက်ဆက်ဆံရေးနဲ့တသွေးတတန်တမိတ်ကိုမိဘနဲ့သားသမီးပုံစံဆရာနဲ့တပည့်ပုံစံညီကိုမောင်နှမမိသားစုပုံစံမျိုးဖော်ဆောင်ရမယ်ဆိုတာမျိုးတွေလှုပ်လာတာရှိတယ်။အောက်ခြေကပြောတာကိုနားထောင်ဖို့ bottom up လုပ်ဖို့ပြောတာရှိတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောပါတယ်။ရဲဝရဲတပ်တွင်ပြောင်းလဲမှုပုံစံမှာအကြံဖတ်စစ်တပ်အတွင်းစွန့်ခွာလူသူများပြားနေခြင်းအထက်အောက်ဖိနှိပ်မှုတွေကိုပြန်လည်အဖတ်ဆယ်ဖို့ကြိုးပမ်းမှုအဖြစ်ရှုမြင်နိုင်တယ်လို့တပ်သတင်းရင်းမြစ်ကသုံးသပ်ထားပါတယ်ရှင်။ဆလနာစီယာမဲ့တဲ့ကတော့မြန်မာနိုင်ငံအရေးအတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့လုပ်ငန်းဆောင်တာတွေကိုဆိုင်းငံ့ပိတ်ဆို့ခြင်းခံရပြီးလုံခြုံရေးကောင်စီကိုထိရောက်မှုကင်းမဲ့တဲ့အဖွဲ့အစည်းတရဖြစ်စေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကတရားဝင်ဝေဖန်ပြောကြားလိုက်ပါတယ်။2026ခုနှစ်ဇွန်လ9ရက်နေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာကျင်းပပြုလုပ်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာလုံခြုံရေးကောင်စီရဲ့နှစ်ပတ်လည်အစီရင်ခံစာပေါ်ဆွေးနွေးမှုမှာတန်အမတ်ကြီးကအဲ့ဒီလိုဝေဖန်ထောက်ပြခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆောင်ရွက်မှုတွေဟာကန့်သတ်ချက်တွေနဲ့ပြက်ကွက်မှုတွေရဲ့ဝန်내ဖွဲ့ကောင်းတဲ့ထင်ဟပ်မှုတရဖြစ်ကြောင်းတန်အမတ်ကြီးကဆိုပါတယ်။ကောင်စီရဲ့လုပ်ငန်းဆောင်တာတွေကိုပုံမကောင်းမှုစေဖို့ပွင့်လင်းမြင်သာမှုရရှိရေးထိရောက်မှုရှိရေးနဲ့ယုံကြည်ကိုးစားမှုရှိရေးဆိုတဲ့နယ်ပယ်၃ခုကိုတန်အမတ်ကြီးကထောက်ပြခဲ့ပါတယ်။ပထမအချက်အဖြစ်လုံခြုံရေးကောင်စီကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတည်တံ့တကားပိတ်အစည်းအဝေးတွေကျင်းပတဲ့အလေအထကိုဆက်လက်ကျင့်သုံးနေတာကြောင့်အများပြည်သူနဲ့တခြားအဖွဲ့ဝင်နိုင်ငံတွေအတွက်ကောင်စီရဲ့အနှစ်သာရရှိတဲ့ဆွေးနွေးချက်တွေကောင်စီအဖွဲ့ဝင်တွေရဲ့သဘောထားနဲ့ဆောင်ရွက်ပုံတွေကိုအလွယ်တကူသိရှိနိုင်ခြင်းမရှိဘဲကန့်သတ်ခံနေရတယ်လို့ဝေဖန်ထားပါတယ်။ကုလသမဂ္ဂလူ့ရေးကောင်စီရဲ့လုပ်ငန်းဆောင်တာတွေမှာပွင့်လင်းမြင်သာမှုရှိခြင်းဟာစိတ်ကြိုက်ရွေးချယ်ကျင့်သုံးရမယ့်သဘောမဖြစ်သင့်ပဲနိုင်ငံအားလုံးအတွက်တပြင်းညီကျင့်သုံးတဲ့မူဝါဒသာဖြစ်တဲ့လို့သူကဝေဖန်ထောက်ပြထားပါတယ်။ဒုတိယအချက်အဖြစ်လုံခြုံရေးကောင်စီအနေနဲ့2025ခုနှစ်မတ်လ28ရက်နေ့မြန်မာနိုင်ငံငလင်ဘေးအပြီးမှာသတင်းထုတ်ပြန်ချက်တရက်ထုတ်ပြန်ခဲ့ပေမဲ့လည်းအဲ့ဒီကာလနောက်ပိုင်းထုတ်ပြန်မှုကြိုးပမ်းခဲ့တဲ့လုံခြုံရေးကောင်စီတဘာပတိတင်ညာချက်တရက်နဲ့တခြားသောသတင်းထုတ်ပြန်ချက်တရက်မှာအမြဲတမ်းအဖွဲ့ဝင်နိုင်ငံရဲ့ကန့်ကွက်မှုကြောင့်ဆိုင်းငံ့ခံထားရဆဲဖြစ်ပါတယ်။အဲ့ဒီလိုလုံခြုံရေးကောင်စီရဲ့ဗီဒီယိုအာဏာထိန်းချုပ်မှုတွေကမြန်မာနိုင်ငံအရေးနဲ့ဆက်လင်ပြီးလုံခြုံရေးကောင်စီရဲ့လုပ်ငန်းဆောင်တာတွေကိုပိတ်ဆို့နေပြီးလုံခြုံရေးကောင်စီကိုထိရောက်မှုကင်းမဲ့စေတယ်လို့တန်အမတ်ကြီးကဆက်လက်ဝေဖန်ထောက်ပြထားပါတယ်။တရားဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်းအကြမ်းဖက်စစ်အုပ်စုရဲ့လက်ချက်ကြောင့်လူပေါင်း8000ကျော်အသက်ဆုံးရှုံးခဲ့ရပြီးလူပေါင်း3.6 တန်းနေရစွန့်ခွာထွက်ပြေးနေရကပြည်သူ22တန်းနီးပါးဟာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုအရေးတကြီးလိုအပ်နေပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့9နှစ်ကျော်ကြာအရက်သားတွေကိုကာကွယ်ဖို့ပြက်ကွက်ခဲ့ပြီးကြာရှည်ကျယ်ပြန့်လာတဲ့အဲ့ဒီကွာဟချက်ဟာကောင်စီရဲ့လုပ်ငန်းဆောင်တာချို့ယွင်းနေမှုကိုသာမကမြေပြင်အခြေအနေနဲ့ဆက်ဆက်မှုကင်းမဲ့လာတာကိုပါထင်ရှားစွာတက်တည်ပြနေတယ်လို့တာအမတ်ကြီးကအလေးအနက်ထောက်ပြထားပါတယ်။တတိယချက်အဖြစ်မြန်မာနိုင်ငံမှာအရက်သားပြည်သူတွေကိုကာကွယ်ရမှာလုံခြုံရေးကောင်စီရဲ့ဖန်တရားတရားပြက်ကွက်ခဲ့မှုတွေဟာပြည်သူတွေရဲ့ကောင်စီအပေါ်ယုံကြည်ကိုးစားမှုကိုတိတိတသားထိခိုက်စေခဲ့ကြောင်းအကြမ်းဖက်စစ်အုပ်စုကအလိမ်ညာရွေးကောက်ပွဲနဲ့အဲ့ဒီရွေးကောက်ပွဲကနေပေါ်ထွန်းလာမဲ့အလိမ်ညာအုပ်ချုပ်ရေးစနစ်ကိုစတင်တင်ညာခြင်းကစပြီးအရက်သားတွေကိုပုံမပြတ်မှတ်ထားကလေကြောင်းတိုက်ခိုက်မှုတွေကိုစနစ်တကျပုံမကြကြပြန့်ပြန့်ကျွလွန်လာခဲ့တယ်လို့တာအမတ်ကြီးကဆိုပါတယ်2026ခုနှစ်ဧပြီလတလထဲမှာပဲအကြမ်းဖက်စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပေါင်း198ကြိမ်အထိကျွလွန်ခဲ့ပြီးကရင်ပြည်နယ်မှာရှိတဲ့နေရစွန့်ခွာသူတွေခိုလုံနေတဲ့စခန်းစာတင်ကျောင်းနဲ့ဖျားကျောင်းတို့ကိုလည်းလေကြောင်းကနေထပ်မံတိုက်ခိုက်ခဲ့ပါတယ်။တန်မတ်ကြီးဦးကျော်မိုးထွန်းကဆွေးနွေးလာနေတဲ့ဒီအကြမ်းဖက်ရက်စက်မှုတွေဟာအကြောင်းရင်းမဲ့ပေါ်ပေါက်လာတာမဟုတ်ပဲလုံခြုံရေးကောင်စီအနေနဲ့အဲ့ဒီရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်တွေကိုမျက်ကွယ်ပြုခဲ့မှုရဲ့ဓာတ်ရိုက်အကျိုးဆက်တွေဖြစ်တယ်လို့ပြက်ပြက်တသားဝေဖန်ခဲ့ပါတယ်။ဒါအပြင်ကောင်စီအဖွဲ့ဝင်နိုင်ငံတချို့နဲ့ဒေသဆိုင်ရာနိုင်ငံတွေဟာသူတို့ရဲ့မစင်မကျင်ထိတွေ့ဆက်ဆံမှုတွေကနေတစဉ်အကြမ်းဖက်ဆရာနာရှင်အုပ်စုကိုအားပေးအားမြောက်ပြုရာရောက်ခဲ့မှုရဲ့နောက်ဆက်တွဲရလဒ်လည်းဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့မြန်မာပြည်သူလူထုရဲ့ယုံကြည်ကိုးစားမှုကိုပြန်လည်တည်ဆောက်နိုင်မှုအတွက်ထိရောက်တဲ့အကောင့်အထည်ဖော်ဆောင်ရေးဆိုင်ရာအစီအမံတွေပါဝင်တဲ့
နောက်ဆက်တွဲဆုံးဖြတ်ချက်တရအပါအဝင်အချိန်မီထိရောက်တဲ့ဆုံးဖြတ်ချက်တွေနဲ့ဆောင်ရွက်မှုတွေကိုချက်ချင်းပြုလုပ်ဖို့မဖြစ်မနေလိုအပ်နေကြောင်းမြန်မာပြည်သူတွေရဲ့ဆီယနာရှင်စနစ်တိုက်ဖျက်ရေးနဲ့ Federal Democracy ပြည်ထောင်စုကြီးတည်ဆောက်ရေးကြိုးပမ်းမှုကိုခိုင်မာစွာထောက်ခံပံ့ပိုးပေးကြဖို့နိုင်ငံတကာအတိုက်အဝန်းကိုတန်အမှတ်ကြီးကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ဆလနာဆီယမဲတဲ့ငါတော့မကွေးတိုင်းပေါ့မြို့နယ်အတွင်းမှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့အားအထားရဆုံးပြူစောထီးကျွရတွေ့ရဖြစ်တဲ့ကုတ်ကိုစုကျွရကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ပြီးတဲ့နောက်လက်နက်မချပဲထွက်ပြေးတိမ်းရှောင်နေတဲ့ပြူစောထီးအဖွဲ့ဝင်80ကျော်ကိုလက်နက်ခရမ်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကဒီကနေ့မှသတင်းထုတ်ပြန်လိုက်ပါတယ်။ပေါ့မြို့နယ်အတွင်းပြူစောထီးအင်အားရာချီရှိပြီးပောက်ကိုတော်ရဲ့အားထားရဆုံးခံတပ်ဖြစ်တဲ့ကုတ်ကိုစုကြေးရွာနဲ့ရေပြစခန်းတို့မှာဇွန်လ4ရက်နေ့မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရဲ့သိမ်းပိုက်မှုအောက်ကိုဆက်ရောက်ခဲ့ပါတယ်။အဲဒီလိုကြေးရွာကြဆုံသွားပြီးတဲ့နောက်ရွာအတွင်းမှာရှိတဲ့ပြူစောထီးတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေဟာလက်နက်မချပဲမြိုင်မျိုးနယ်မှာရှိတဲ့စက်မှုဇုံနှစ်ဘက်ကိုလက်နက်အပြည့်အစုံနဲ့တိတ်တဆိတ်ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။သူတို့ရဲ့လက်နက်ကင်ဆောင်ထွက်ပြေးမှုကြောင့်လက်ခီတစ်လျှောက်မှာဒေသခံပြည်သူတွေအထိတ်တလန့်ဖြစ်ကအနည်းဆုံးကြေးရွာ9ရွာခန့်ကပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။လက်နက်ကင်ဆောင်ထွက်ပြေးသွားတဲ့ပြူစောထီးတွေကိုဖမ်းဆီးနိုင်မှုအတွက်အညာမြေတပ်ပေါင်းစုနဲ့ဒေသတွင်တော်လိုင်းတပ်ဖွဲ့အသီးသီးပူးပေါင်းကကင်းထောက်တာနဲ့တော်နှင်းရှာဖွေတာတွေကိုမနာမနေလှုပ်ဆောင်ခဲ့ကြရာရလအနေနဲ့ဇွန်လ9ရက်နေ့ည9:00နာရီဝန်းကျင်မှာပေါင်းမြို့နယ်တော်တွင်းတနေရာမှာအဲ့ဒီပြူစောထီးအဖွဲ့ကိုအစိုးလိုက်အပြုံလိုက်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကုတ်ကိုစုပြူရွာကနေထွက်ပြေးတဲ့ပြည်သူစစ်50ကျော်ကိုပထမဖမ်းဆီးရရှိတယ်။နောက်ထပ်20ကျော်ထပ်မိတယ်။အားလုံးကိုကျွန်တော်တို့ဘာမှမလုပ်ပါဘူး။လူသားချင်းစာနာထောက်ထားမှုနဲ့ထိမ့်သိမ်းထားပါတယ်။ဥပဒေနဲ့အညီပဲထိမ့်သိမ်းထားပါတယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောပါတယ်။ဖမ်းဆီးရရှိတဲ့ပြူစောထီးတွေထံကနေ60မမလက်နက်ကြီးအပါအဝင်လက်နက်19လက်သိမ်းဆည်းရရှိတယ်လို့သိရပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအဖွဲ့ကိုဦးဆောင်လာတဲ့ကုတ်ကိုစုပြူစောထီးခေါင်းဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးစုစုပေါင်း6ဦးဟာသူတို့ခေါ်ဆောင်လာတဲ့ပြူစောထီးတွေနဲ့မိသားစုတွေကိုစွန့်ပစ်ကနေမြေကျွမ်းကျင်မှုကိုအသုံးပြုပြီးထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့်လက်ရှိအချိန်ထိသူတို့6ဦးကိုဖမ်းဆီးနိုင်ခြင်းမရှိသေးပဲဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ဖမ်းဆီးရမိတဲ့ပြူစောထီးတွေနဲ့မိသားစုဝင်တွေဟာကနဦးမှာလက်နက်မချပဲပြန်လည်ခုခံမှုတွေပြုလုပ်ခဲ့ပေမဲ့လည်းလက်ရှိမှာ Geneva Conventions ဥပဒေတွေနဲ့အညီစစ်တုပ်ပန်းအဖြစ်သတ်မှတ်ကဘေကင်းလုံခြုံစွာထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့တပ်ပေါင်းစုရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဇွန်လ4ရက်နေ့ရေပြကျေးရွာရဲစခန်းနဲ့ကုတ်ကိုစုကျေးရွာပြူစောထီးစခန်းတွေသိမ်းပိုက်ရရှိမှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှ40ကျော်တည်ဆုံးကစစ်သားနဲ့ပြူစောထီး20ကျော်ကိုအရှင်ဖမ်းမိခဲ့ပြီးတနက်30ကျော်နဲ့ခရမ်းတွေသိမ်းဆည်းရရှိခဲ့တဲ့ရုပ်သံကိုလည်းထုတ်ပြန်ထားပါတယ်ရှင်။ဆလနာဆီယာမဲသတင်းကတော့မြန်မာနိုင်ငံအတွင်းတစ်တော်ပြုံးတိမှုတွေစံချိန်တင်မြင့်တက်နေချိန်မှာအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကနိုင်ငံဧရိယာရဲ့90ရာခိုင်နှုန်းကိုတစ်တော်တွေပြန်လည်ဖုံးလွှမ်းလာစေဖို့လှုံ့ဆော်မယ်လို့ဇွန်လ9ရက်နေ့မှာကြာရောက်တဲ့2026ခုနှစ်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားမှာကြွေးကြော်ခဲ့ပါတယ်။သူရဲ့အစိုးရတို့အနေနဲ့ကြိုးဝိုင်းနဲ့ကျိုးပြင်ကာကွယ်တော်တွေကိုနိုင်ငံဧရိယာရဲ့26.17ရာခိုင်နှုန်းနဲ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းမှုတဘာဝနယ်မြေ62ခုနိုင်ငံဧရိယာရဲ့6.59ရာခိုင်နှုန်းထိတိုးမြင့်ဖွဲ့စည်းထားကြောင်း2021ကနေ2025ခုနှစ်အတွင်းစိုက်ခင်းဧက3,600,000ကျော်နဲ့အပင်ပေါင်း122တန်းကျော်စိုက်ပျိုးခဲ့ကြောင်းစစ်ကောင်ဆောင်ကကိန်းဂဏန်းတွေပြပြီးလေလုံးထွားခဲ့တာဖြစ်ပါတယ်။ဒါအပြင်အခု2026ခုနှစ်မိုးရာသီမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဧက3000မှာအပင်21တန်းကျော်ထပ်မံစိုက်ပျိုးမှာဖြစ်ပြီးနေပြည်တော်အပါအဝင်တနိုင်ငံလုံးမှာတရက်ထဲတစ်ချိန်တည်းမှာအပင်ပေါင်း94,180ကိုနိုင်ငံတော်အဆင့်စိုက်ပျိုးပွဲတွေနဲ့စိုက်ပျိုးဖို့စီစဉ်ထားတယ်လို့သူကဝါဒဖြန့်ပြောဆိုသွားပါတယ်။ဒါပေမဲ့လည်းမြေပြင်စောင့်ကြည့်လေ့လာသူတွေနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းပညာရှင်တွေကတော့စစ်ကောင်ဆောင်ရဲ့ပြောစကားတွေဟာလက်တွေ့မြေပြင်အခြေအနေတွေနဲ့လုံးဝကိုက်ညီမှုမရှိဘဲဟန်ပြကိန်းဂဏန်းတွေနဲ့ရေပူရဆန်စွာပြောင်းလဲညာနေတာဖြစ်တယ်လို့ထောက်ပြထားကြပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းအကြမ်းဖက်စစ်အုပ်စုဟာနိုင်ငံပိုင်ဘတ်ဂျက်ငွေလိုအပ်ချက်ကိုဖြည့်ဆည်းဖို့နဲ့သူတို့နဲ့နှိစက်တဲ့ခရိုနီစီးပွားရေးသမားတွေကိုအကျိုးအမြတ်ပေးဖို့အတွက်ကချင်ပြည်နယ်စကိုင်းတိုင်းနဲ့တန်လွင်မြစ်ဝမ်းတစ်လျှောက်မှာရှိတဲ့တမိုင်းဝင်တစ်တော်ကြီးတွေကိုဆက်ရန်တရားကြီးတွေနဲ့အလွန်အကျွံခုတ်လဲထုတ်ယူခွင့်ပြုထားခြင်းကိုတော့စစ်ကောင်ဆောင်ကထိန်ကြံထားခဲ့ပါတယ်။စစ်ကောင်ဆောင်ဟာတစ်ဖက်မှာသူ
သူတို့ကြောင့်ဖြစ်ပေါ်လာတဲ့တစ်တော်ပြုံးတိမှုအကျိုးဆက်တွေကိုဖုံးကွယ်ထားပေမဲ့လည်းတခြားတစ်ဖက်မှာတော့မြန်မာနိုင်ငံရဲ့ရာသီဥတုဆိုးရွားစွာပျက်စီးနေမှုကိုအခုလိုကိုယ်တိုင်ဝန်ခံသွားခဲ့ပါတယ်။သူရဲ့ပြောကြားချက်အရနိုင်ငံတကာရာသီဥတုစောင့်ကြည့်လေ့လာမှုအဖွဲ့တချို့ရဲ့2026ခုနှစ်ရာသီဥတုပေးဖြစ်နိုင်ခြင်းညွှန်ကိန်းအရမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာရာသီဥတုပြောင်းလဲမှုတံအဆိုးဆုံးခံစားနေရတဲ့ကမ္ဘာ30နိုင်ငံစည်းရင်းထဲမှာပါဝင်နေကြောင်းမြန်မာနိုင်ငံအလဲပိုင်းမြေလက်ဒေသဟာကမ္ဘာအပူချိန်အမြင့်မားဆုံးစည်းရင်းဝင်နေတယ်လို့ဆိုပါတယ်။မြေလက်ဒေသမြို့ကြီး12မြို့မှာအပူချိန်41ဒီဂရီဆယ်စီယပ်နဲ့အထက်ရှိနေပြီး6မြို့နယ်မှာ2025ခုနှစ်က45.3ဒီဂရီဆယ်စီယပ်ရှိခဲ့ရာအခုနှစ်မှာ44.9ဒီဂရီဆယ်စီယပ်အထိအပူချိန်ပြင်းထန်နေခြင်းမှာအဲ့ဒီဒေသမှာတစ်တော်တစ်ပင်ကျဲပါမှုရှိနေတာကြောင့်ဖြစ်တယ်လို့မင်းအောင်လှိုင်ကဝန်ခံခဲ့ပါတယ်။အကြံဖတ်ဆဲအုပ်စုဟာစာရွက်ပေါ်မှာတစ်ပင်တန်းချီစိုက်ပျိုးတယ်လို့ကိန်းကနန်းတွေပြသနေပေမဲ့လည်းမြေပြင်မှာမိုးရသည့်အကျိုးဟန်ပြစိုက်ပျိုးမှုတွေပြီးတာနဲ့အဲ့ဒီအပင်တွေကိုပြုစုပြိုးထောင်ခြင်းလုံးဝမရှိပဲပြစ်ထားလေးရှိတာကြောင့်ရှင်တန်နှုံးမှာ3%နီးပါးသာရှိတယ်လို့ဒေသခံတွေကဖွင့်ဟထားကြပါတယ်။ဒါအပြင်ဒေါ်လာတပ်ဖွဲ့တွေစိုးမိုးထားတဲ့နယ်မြေတွေနဲ့တိုက်ပွဲပြင်းထန်ရာဒေသတွေမှာရှိတဲ့တဘာဝတော်ရိုင်းနယ်မြေတွေမှာအာဏာသိမ်းစစ်တပ်ကနေ့စဉ်နဲ့အမျှလေကြောင်းကနေပုံကျဲတာတွေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်မိရှို့တာတွေကြောင့်ကမ္ဘာအမွေနှစ်အဆင့်ရှိတဲ့တောတောင်တွေပြကျပျက်စီးနေရတာကိုစစ်ကောင်ဆောင်ကလုံးဝထည့်သွင်းပြောဆိုသွားခြင်းမရှိပါဘူးရှင်။ဆလနာစီယာမဲတဲ့တင်ကတော့ထိုင်းနိုင်ငံတောင်ပိုင်းဖူခတ်မြို့ဗန်ဂျိုရက်ကွက်မှာရှိတဲ့စောက်လို့ရဲ့အလုသမားတန်းရတစ်ခုမှာဇွန်လ4ရက်နေ့ညသကောင်ရအချိန်ကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာကလေးငယ်တွေပါဝင်မြန်မာရွှေ့ပြောင်းအလုသမား390ကျော်ဘေးဒုက္ခကြုံတွေ့နေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့မြန်မာအလုသမားတွေထံကနေသိရပါဗျ။ဇွန်လ4ရက်နေ့ည7:00နာရီခွဲဝန်းကျင်အချိန်လူမနေတဲ့အခန်းတစ်ခန်းကနေတစဉ်ဝါယာကျိုးရှော့ဖြစ်ရာကနေမိစတင်လောင်ခဲ့တာဖြစ်ပြီးဇွန်လ9ရက်နေ့မနက်2နာရီခန့်မှာမီးငြိမ်းတက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီမီးလောင်မှုကြောင့်အခန်း80ပါရှိတဲ့အလုသမားတန်းရ6ဆောင်လုံးမှာမီးဆွဲလောင်ခဲ့ပြီးအလုသမားတန်းရမှာနေထိုင်တဲ့ကလေးငယ်ကိုအပါအဝင်မြန်မာလုပ်သား390ကျော်ရဲ့စုဆောင်ထားသမျှရွှေငွေတွေအသုံးဆောင်ပစ္စည်းတွေနဲ့အလုသမားအထောက်အထားစာရွက်စာတမ်းအများစုမှာမီးတဲကိုပါသွားခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်မီးလောင်မှုတွင်မြန်မာလုပ်သား3ဦးတရားရရှိခဲ့ပြီးတအုပ်မှာအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့သိရပါတယ်။လက်ရှိမှာမိဘတင်မြန်မာအလုပ်သမားတွေကိုဗန်ဂျိုဖုန်ကြီးကျောင်းမှာယာယီနေရာချထားပေးပြီးသူတို့အတွက်အဓိကလိုအပ်နေတဲ့ထမင်းဟင်းတောက်သုံးရည်နဲ့အရက်ခင်းအဝတ်အထည်တွေကိုအရေးပေါ်ကူညီပံ့ပိုးပေးဖို့လိုအပ်လျက်ရှိပါတယ်။အဲ့ဒီမြန်မာလုပ်သားတွေဟာဘော်ရီဇက်ကုမ္ပဏီမှာအလုပ်လုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဒီကနေ့နောက်ဆုံးနားဆင်ရမယ့်တဲ့ငါတော့နျူကလ িয়ার လက်နက်တွေတပ်ဆင်နိုင်တယ်ဆိုတဲ့စစ်သင်္ဘောအသစ်တစ်စီးကိုမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်ကတွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ကန်ကွန်လုံးနာမည်ပေးထားတဲ့ဖြတ်သင်္ဘောဘက်ကိုကောင်းဆောင်ကြီးကင်ကတွားရောက်ကြည့်ရှုခဲ့ပြီးအထူးကျင်းတဲ့အားရမှုရှိခဲ့တယ်လို့အာဏာရအလုသမားပါတီကထုတ်ဝေတဲ့ရိုဒိုစင်မွန်သတင်းစာမှာဖော်ပြခဲ့ပါတယ်။သူရဲ့အရာကိုစက်ခံမဲ့သူအဖြစ်တကြဲပြက်ပြန့်ထင်ကြေးပေးခံထားရတဲ့သမီးဖြစ်သူကင်ဂျူအေအာဏာရပါတီရဲ့ထိပ်တန်းအရာရှိတွေနဲ့ရေတပ်အကြီးအကဲတွေထင်ရပြီးကင်ဟာစစ်တင်မောအသစ်ကိုဇွန်လ9ရက်နေ့မှာသွားရောက်စစ်ဆေးကြည့်ရှုခဲ့တာဖြစ်ပါတယ်။ကန်ကွန်ဟာလွန်ခဲ့တဲ့တစ်နှစ်လောက်ကရေချပွဲမှာအမားရွေးကြုံပြီးတချမ်းဆောင်တိတ်မောက်သွားခဲ့လို့အဆက်ကွဲခဲ့မှုတဲ့ဖြတ်တင်မောလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတင်မောကိုပြန်တဲမဲ့ပြီးရေချပွဲအသက်လုပ်ခဲ့တယ်လို့လက်နက်စနစ်တွေကိုလည်းဆက်လက်ဖြည့်တင်တက်ဆင်နေပါတယ်။တန်ချိန်9000လောက်အလေးချိန်ရှိတဲ့တင်မောတွေဟာအိန္ဒိချင်းပြိုင်ဘက်တောင်ကိုရီးယားရေတပ်ကပိုင်ဆိုင်တဲ့စစ်သင်္ဘောတွေနဲ့ရှင်သေးငယ်ပေမဲ့မြောက်ကိုရီးယားရေတပ်မှာတော့အကြီးဆုံးနဲ့ခေတ်အမီဆုံးရေတပ်တွေဖြစ်ကြပါတယ်။အခုအခါမြောက်ကိုရီးယားမှာအဲ့ဒီအမျိုးအစားသင်္ဘောတွေဖြစ်ချိုဟွန်းနဲ့ကန်ကွန်ဆိုပြီးနှစည်းပိုင်ဆိုင်ထားပါတယ်။ကင်ဟာသင်္ဘောရဲ့ကုတ်ကဲမှုခန်းထဲမှာလဲလှယ်ကြည့်ရှုခဲ့တယ်လို့ခုတ်မောင်းမှုနဲ့လက်နက်စနစ်တွေအစင်းလိုက်စမ်းသပ်မှုအတွက်ရေးဆဲထားတဲ့အစီအစဉ်တွေအကြောင်းကိုလည်းမေးမြန်းခဲ့ပါတယ်။အမျိုးအစားတူပထမရင်ဖြစ်တဲ့ချိုဟွန်းကလက်နက်စမ်းသပ်မှုတွေဇက်တိုက်လုပ်နေချိန်မှာကန်ကွန်ကတော့လက်နက်စနစ်မစမ်းသပ်နိုင်သေးတာကြောင့်အစင်းမြင့်တင်မှုအပိုင်းမှာနောက်ကျကျန်နေခဲ့တာဖြစ်နိုင်တယ်လို့ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။မြောက်ကိုရီးယားအစိုးရမီဒီယာတွေကတော့အဲ့ဒီတင်မောနှစ်စီးလုံးမှာနျူကလ িয়ার စစ်လက်နက်တွေတပ်ဆင်အသုံးပြုနိုင်တယ်လို့ဖော်ပြထားကြပါတယ်။မနေ့ကရေချပွဲမှာရေရင်တိတ်ဆောင်းခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကင်ဟာအကြီးအကျယ်တော်သဘုံထားခဲ့တယ်လို့ရေတပ်အရာရှိတချို့နဲ့တင်မောတိဆောက်ရေးကြီးကြပ်အရာရှိတချို့ကိုယာဒူကနေထုတ်ပယ်ပြီးဖမ်းဆီးစေခဲ့ပူပါတယ်။
နောက်တော့တလားလောက်ပြင်ဆင်ခဲ့ပြီးဒုတိယအကြိမ်မှာစစ်သင်္ဘောကိုအောင်မြင်မြင်ရေချနိုင်ခဲ့တာဖြစ်ပါတယ်။ကန်ကွန်စစ်သင်္ဘောကိုအခုနှစ်လယ်မှာဂျပန်ပင်လယ်စီခုတ်မောင်းပြီးလက်တွေ့စမ်းသပ်စေဖို့ရည်ရွယ်ထားပေမဲ့လည်းလက်ရှိအခြေအနေအရဆိုရင်တော့အဲ့ဒီမျှော်မှန်းချက်ကိုအချိန်မီအကောင့်ထဲပေါ်နိုင်မှုခက်လိမ့်မယ်လို့လေ့လာစောင့်ကြည့်သူတွေကသုံးသပ်ထားကြပါရရှင်။ဒီကနေ့ရဲ့မွန်ဒဲ12နာရီအချိန်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါပြည်သူများအားလုံးစိတ်ရောကိုယ်ပါကြမ်းမှချမ်းသာပြီးဆီယနာရှင်စနစ်ဆိုလာအောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။